မင်္ဂလာပါခင်ဗျာအခုလိုစီးပွားရေးနဲ့ကုန်စည်နှုန်းနဲ့မတည်ငြိမ်တဲ့အချိန်မှာငွေကိုဘယ်လိုစုမလဲဘယ်မှာယင်းနှိမ့်မြုံနှံမလဲဆိုတာလူတိုင်းရဲ့ခေါင်းခဲစရာမေးခွန်းတစ်ခုဖြစ်ပါတယ်ငွေကိုဒီတိုင်းသိမ်းထားရင်လည်းငွေကြီးဖောင်းပမှုတန်းကြောင့်တန်ဖိုးတွေကျဆင်းလာနိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာမြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက်အနာဂတ်မှာအမှန်တကယ်အကျိုးရှိစေမယ့်ယင်းနှိမ့်မြုံနှံမှု၅ခုကိုအရေးကြီးဆုံးအချက်ကနေစပြီးအစဉ်လိုက်အသေးစိတ်ရှင်းပြပြီးတော့မှဖြစ်ပါတယ်။နံပါတ်1ကတော့အရေးကြီးဆုံးဖြစ်တဲ့မိမိကိုယ်ကိုယဉ်နှီးမြုပ်နှံခြင်းပါပဲ။ဘယ်လိုအခြေအနေမျိုးမှမဆိုဘယ်သူမှလူယူလို့မရတဲ့အရာကကိုယ်ကောင်းတဲ့ကပညာပါ။အထူးသဖြင့်အင်္ဂလိပ်စာသို့မဟုတ်တရုတ်ဂျပန်ဘာသာစကားကျွမ်းကျင်အောင်လေ့ကျင့်ထားပါ။နောက်ပြီး digital skill လို့ခေါ်တဲ့ programming, digital marketing သို့မဟုတ် AI နည်းပညာတွေကိုလေ့လာထားပါ။ဒီပညာချက်တွေကသင်ကိုမြန်မာပြည်မှာနေရင်နိုင်ငံခြားကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးနိုင်ငံခြားဝင်ငွေရှာနိုင်အောင်ကူညီပေးပါလိမ့်မယ်။ဒါဟာအဆုံးမရှိဆုံးယင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။နံပါတ်2ကတော့တန်ဖိုးထိန်းသိမ်းခြင်းပါ။မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုတန်ကိုကာကွယ်ဖို့အတွက်ငွေကိုကျပ်ငွေအတိုင်းအများကြီးစုမထားပါနဲ့။ရွှေစုပါဖြစ်နိုင်ရင်လက်ဝတ်ရတနာထက်အခောက်ရွှေတို့မဟုတ်ရွှေတုံးတွေကိုစုပါ။ဒါမှမဟုတ်အမေရိကန်ဒေါ်လာစင်ကာပူဒေါ်လာစတဲ့ခိုင်မာတဲ့နိုင်ငံခြားငွေကြီးတွေကိုလည်းရောင်းလဲစုစားနိုင်ပါတယ်။ဒါဟာချမ်းသာဖို့ထက်တင့်ရဲ့ချွေးနှဲစာတွေတန်ဖိုးမပြတ်တော့အောင်အကာအကွယ်လုပ်ထားတာဖြစ်ပါတယ်။နံပါတ်3ကတော့အင်ချမ်းမြေပါ။မြန်မာနိုင်ငံမှာမြေကွက်ဟာရေရှည်အတွက်အခိုင်မာဆုံးပိုင်ဆိုင်မှုပါ။တင်မှာအရင်ကြီးအစ်စ်နဲ့ရှိလာပြီဆိုရင်မျိုးပြချဲထွန်းလာနိုင်မဲ့မျိုးတဲ့နေရာတွေမှာမြေကွက်ငယ်လေးတွေဝယ်ထားပါမြေကွက်ဟာထက်တိုးမလာပေမဲ့ဒူးကြီးကတိုးတက်လာတဲ့အတွက်ဈေးနှုန်းကတော့ရေရှည်မှာအမြင့်တက်နေမှာဖြစ်ပါတယ်။နံပါတ်4ကတော့ငွေကိုအလုပ်လုပ်ခိုင်းခြင်းပါမိမှာပူရှင်တဲ့ငွေရှိရင်အသီးစားထုတ်လုပ်မှုလုပ်ငန်းများသို့မဟုတ်စားတောက်ကုန်လုပ်ငန်းတွေမှာယင်းနှီးမြုပ်နှံမှာကိုယ်တိုင်မလုပ်ချင်ရင်တောင်မှစိတ်ချရတဲ့ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာတွေကိုဝယ်ယူထားပြီးအမျက်ဝေစုကိုခံစားနိုင်ပါတယ်။ဒါဟာတင့်အတွက်လာစင်သို့မဟုတ်နှစ်စဉ်ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။နောက်ဆုံးနံပါတ်5ကတော့စိုက်ပျိုးမွေးမြူရေးပါ။ကမ္ဘာပေါ်မှာအစားအသောက်လိုအပ်ချက်ကဘယ်တော့မှမကုန်ဆုံးပါဘူး။မြန်မာနိုင်ငံရဲ့သဘာဝမြေဆီလွှာကိုအသုံးချပြီးစနစ်တကျမွေးမြူရေးဒါမှမဟုတ်ဈေးကွက်ဝန်းနဲ့နှစ်ရှည်ပင်ဒီစိုက်ပျိုးမှုဟာအနာဂတ်အတွက်အလွန်ကြီးမားတဲ့ပိုင်ဆိုင်မှုဖြစ်လာပါလိမ့်မယ်။အထူးသဖြင့်ဤပညာသုံးပြီးစနစ်တကျလုပ်ကိုင်မယ်ဆိုရင်အမြင့်အစွန်းအများဆုံးရနိုင်တဲ့ကဏ္ဍဖြစ်ပါတယ်။ကမ္ဘာကြီးမှာအစားအသောက်လိုအပ်ချက်ကဘယ်တော့မှမကုန်ဆုံးပါဘူး။မြန်မာနိုင်ငံမှာမြေဆီလွှာကောင်းတာကိုအသုံးချမှာစပါးပဲလောက်တင်မဟုတ်ပဲဈေးကွက်ဝန်းနဲ့ထောပတ်တိကော်ဖီတို့မဟုတ်တ िश ူငပြောစတာတွေကိုစနစ်တကျတန်ဖိုးမြင့်စိုက်ပျိုးလုပ်ကိုင်ခြင်းနဲ့အိမ်မွေးချက်ထက်ဦးစားချက်ဝက်တို့မဟုတ်နွားနိုလုပ်ငန်းတွေကိုဤပညာသုံးပြီးမွေးမြူရင်းဝင်ငွေအလွန်ကောင်းပါတယ်။စိုက်ပျိုးရရှိတဲ့ကုန်စည်တွေကိုဒီတိုင်းမရောက်ပဲအမှုန့်လုပ်တာ6ခန္ဓာထုတ်ပူးတာလုပ်နိုင်ရင်အမြတ်3ဓာတ်လောက်ပိုရနိုင်ပါတယ်။အနည်းချိုရရင်တော့အနာဂတ်အတွက်အရင်ဆုံးပညာရှာပါရလာတဲ့ငွေကိုရွှေပြောင်းစုပါပြီးမှမြေဝယ်ပါစီးပွားရေးချဲ့ထွန်းမှလို့အကြံပြုခြင်းပါတယ်။ယင်းနှိမ့်မြုံနှံမှုဆိုတာချက်ချင်းကြီးချမ်းသာသွားတာမျိုးမဟုတ်ပဲစနစ်တကျနဲ့စိတ်စစ်စစ်လှုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတော့သင်အတွက်အကျိုးရှိစေတယ်ဆိုရင် like and subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့အောင်။သင်ရောအခုလက်ရှိမှာဘယ်လိုယင်းနှိမ့်မြုံနှံမှုတွေလုပ်နေပြီလဲဆိုတာ comment မှာပြောပြပေးသွားပါဦးခင်ဗျာ။အားလုံးပဲအနာဂတ်မှာစီးပွားရေးရအောင်မြင်ကြပါစေ။အဆုံးထိနာထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။